နိုင်ပိုင်းကပဲသမ္မတထရန့်ကအီရန်ရှုံးနေကြောင်းဝန်ခံလိုက်ပြီလို့ကြေညာခဲ့ပါတယ်။အားလုံးကိုဂုဏ်ယူပါတယ်လို့သူကပြောပြီးအစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးက6နာရီအတွင်းအပြည့်အဝအပြစ်ခတ်ရက်စဲဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။နောက်ထပ်12နာရီအတွင်းစစ်ရေးတွေအပြီးတက်ရင်စစ်ပွဲဟာတရားဝင်ပြီးဆုံးမှာဖြစ်ပြီး24နာရီပြည့်တဲ့အခါ12ရက်ကြာစစ်ပွဲပြီးဆုံးတာကိုကမ္ဘာကဂုဏ်ပြုကြပါလိမ့်မယ်လို့ထရန့်ကပြောပါတယ်။ဒီစစ်ပွဲဟာနှစ်ပေါင်းများစွာကြာရှည်နိုင်ပြီးအရှေ့လယ်ပိုင်းတစ်ခုလုံးကိုဖျက်ဆီးပစ်နိုင်ခဲ့ပေမဲ့အခုတော့မဖြစ်နိုင်တော့ဘူးလို့သူကလေးနက်ပြောကြားခဲ့ပါတယ်။စစ်ပွဲကိုအဆုံးသတ်ဖို့တတိရှိရှိနဲ့ဉာဏ်ပညာရှိရှိဆောင်ရွက်ခဲ့ကြတဲ့အစ္စရေးနဲ့အီရန်နှစ်နိုင်ငံစလုံးကိုဂုဏ်ပြုကြောင်းလည်းထရန့်ကပြောကြားခဲ့ပါတယ်။ထရန့်ရဲ့ကြေညာချက်မတိုင်ခင်တနအီလိုကအီရန်ဟာအမေရိကန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ခဲ့တဲ့အတွက်လက်တုံ့ပြန်တဲ့အနေနဲ့ကာတာမှာရှိတဲ့အမေရိကန်စခန်းကိုပြစ်မှတ်ထားခဲ့ပါတယ်။ဒါပေမဲ့ဒီတိုက်ခိုက်မှုဟာဘာမှမဟုတ်ဘူးလို့ပြောလောက်အောင်အားရစရာမရှိခဲ့ပါဘူး။အီရန်ကငြိမ်းချမ်းရေးလိုချင်လို့ဒီလိုအားနေတဲ့တိုက်ခိုက်မှုတွေလုပ်ခဲ့တာလို့ဆိုပါတယ်။တိုက်ခိုက်ခံရပြီးနောက်ငြိမ်းချမ်းရေးရပြီလို့ပြောတဲ့နိုင်ငံမျိုးကိုမမြင်ဘူးကြောင်းပြောကြားပြီးဒီတိုက်ခိုက်မှုတစ်ခုလုံးဟာအီရန်ရဲ့ရှုံးနိမ့်မှုကိုဝန်ခံလိုက်တာဖြစ်တယ်လို့ယူဆခဲ့ပါတယ်။အီရန်ကအမေရိကန်ရဲ့အရှေ့လယ်ပိုင်းမှာအကြီးဆုံးစခန်းဖြစ်တဲ့ကာတာရှိအယ်ဥဒိုက်လေတပ်စခန်းကိုပြစ်မှတ်ထားခဲ့ပါတယ်။တကယ်တော့သမ္မတထရန့်ကအီရန်နျူကလ িয়ার စခန်းတွေကို B2 ပုံကျဲလေယာဉ်တွေနဲ့မတိုက်ခိုက်ခင်ကတည်းက AI ဥဒီစခန်းကိုဗလာဖြစ်အောင်လုပ်ထားပြီးသားပါအပြင်မှာထားရှိတဲ့ပစ္စည်းအလုံးနဲ့ဂျက်လေယာဉ်အလုံးကိုရွှေ့ထုတ်ထားခဲ့ပါတယ်စခန်းမှာလေကြောင်းရန်ကာကွယ်ရေးစနစ်တွေနဲ့မြေအောက်ဘန်ကာတွေပဲကျန်ရှိနေခဲ့ပါတယ်ဂျိုဒူပုံရိပ်တွေအရဇွန်လ9ရက်မှာလေယာဉ်အစီး40ခန့်ရှိခဲ့ပေမဲ့ဇွန်လ19ရက်မှာ3သိန်းပဲကျန်တော့တာကိုတွေ့ရပါတယ်ဒါဟာအီရန်ရဲ့လက်တုံ့ပြန်မှုကိုကြိုတင်ပြင်ဆင်တဲ့အနေနဲ့လှုံ့ဆော်ခဲ့တဲ့ကာကွယ်ရေးဆိုင်ရာလှုံ့ဆော်မှုတစ်ခုဖြစ်ပါတယ်။အီရန်ဟာပဲ့ထိန်းဒုံးကျည်14စင်းလွှတ်တင်ခဲ့ပြီးဒါဟာအမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ရမှာအသုံးပြုခဲ့တဲ့ B2 ဘန်ကာဖောက်ဘုံးအရေအတွက်နဲ့တူညီတယ်လို့ဆိုပါတယ်။ကာတာရဲ့ Patriot နဲ့ THAAD လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကအီရန်ဒုံးကျည်အများစုကိုဖျက်ချနိုင်ခဲ့ပါတယ်။ကာတာစစ်တပ်ကဒီဒုံးကျည်တွေကိုဖျက်ချခဲ့တာဖြစ်လို့အမေရိကန်အနေနဲ့ဘာမှကုန်ကြခဲ့ခြင်းမရှိပါဘူး။ဒုံးကျည်တစ်စင်းမှတန်မိုးရှိတဲ့ဘာကိုမှမထိခဲ့ပဲဗလာနက်ထီလွင်ပြင်တစ်ခုကိုထိမှန်ခဲ့တဲ့ဒုံးကျည်တစ်ခုသာရည်ရွယ်ချက်ရှိရှိပစ်ခဲ့တာဖြစ်ပါတယ်။ကာတာလူမျိုးတွေကတော့သူတို့တိုင်းပြည်ကိုတိုက်ခိုက်ခံရတာကိုမပျော်ရွှင်ခဲ့ကြပါဘူး။ကာတာနိုင်ငံသားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရဒုံးကျည်တွေကိုဒိုဟာမြို့တော်ပေါ်မှာကြားဖြတ်ဖျက်ချခဲ့ပြီးမြေပြင်မှာထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်းဖော်ပြထားပါတယ်။ကာတာ၊ကူဝိတ်နဲ့ဘာရိန်းတို့ဟာအီရန်ရဲ့တုံ့ပြန်မှုမှာထိပ်တန်းပြစ်မှတ်စင်းရင်မှာပါဝင်နိုင်တယ်ဆိုတာကိုအမေရိကန်ကနားလည်ထားခဲ့တယ်လို့သတင်းရင်းမြစ်တွေကဆိုပါတယ်။အီရန်ဘာသာရေးခေါင်းဆောင်နဲ့အမြင့်ဆုံးကောင်စီကဒါဟာအချိုးအစားညီမျှတဲ့လက်တုံ့ပြန်မှုဖြစ်ပြီးအမေရိကန်ရဲ့ဘုံအရေအတွက်နဲ့ညီမျှအောင်ဒုံးကျည်14စင်းပစ်ခတ်ခဲ့တယ်လို့ပြောပါတယ်။တကယ်တော့ဒီတိုက်ခိုက်မှုမှာအမေရိကန်ဒါမှမဟုတ်ကာတာဘယ်သူမှထိခိုက်ဒဏ်ရာရခြင်းမရှိခဲ့ပါဘူး။ဘာလို့ထိခိုက်မှုမရှိခဲ့တာလဲဆိုတော့အီရန်ကကာတာမှာရှိတဲ့အမေရိကန်စခန်းကိုတိုက်ခိုက်ဖို့အတွက်ကာတာနဲ့ကြိုတင်ပူးပေါင်းညှိနှိုင်းခဲ့လို့ပါပဲ။သူတို့ကာတာကိုဖုန်းဆက်ပြီးဒုံးကျည်တွေပစ်ခတ်မယ်ဆိုတာကြိုတင်အကြောင်းကြားခဲ့တယ်လို့ဒါတွေကိုဖျက်ချဖို့လည်းတောင်းဆိုခဲ့ပါတယ်။ဘာလို့လဲဆိုတော့အီရန်ကအမေရိကန်နဲ့စစ်ပွဲစတင်တာမဟုတ်လို့ပါ။အီရန်ကဒါမျိုးအရင်ကလည်းလုပ်ဖူးပါတယ်။2020ပြည့်နှစ်တုန်းကဗိုလ်ချုပ်ကာဆမ်ဆိုလီမာနီအသက်ခံရချိန်တုန်းကလည်းအလားတူပါပဲ။အီရတ်မှာရှိတဲ့အမေရိကန်စခန်းကိုပဲ့ထိန်းဒုံးကျည်တွေပစ်ခတ်ခဲ့ပေမဲ့ထိခိုက်မှုမရှိခဲ့ပဲငြိမ်းချမ်းခဲ့ပါတယ်။ဒီလိုလုပ်ရက်တွေဟာတင်းမာမှုတွေကိုရှော့ချဖို့ရည်ရွယ်ချက်ရှိရှိလှုံ့ဆော်ခဲ့တာဖြစ်ပြီးအခုအချိန်တွေကလည်းအဲ့ဒီလိုပါပဲ။ရေနံစင်းတို့တွေကြာဆင်းနေတာကိုကြည့်ရင်အီရန်ကဟော်မုစ်ရေလက်ကြားကိုပိတ်ပစ်မယ်လို့ချိန်ချောက်ခဲ့ပေမဲ့ရုရှားတရုတ်နဲ့တခြားမဟာမိတ်တွေကကန့်ကွက်ခဲ့ကြတာကိုတွေ့ရပါလိမ့်မယ်။အီရန်ဆိုရဟာအခုချိန်မှာစစ်ပွဲအသစ်တွေစဖို့အခြေအနေမရှိပါဘူး။ဒါကြောင့်သူတို့ကလွတ်မြောက်ရာလမ်းကိုရှာနေတာဖြစ်ပြီးဒီတိုက်ခိုက်မှုကအဲ့ဒီလိုလမ်းကိုပေးလိုက်တာပါပဲ။သမ္မတထရန့်ကဒီအခြေအနေတစ်ခုလုံးကပြဿနာသားဖြစ်ကြောင်းရှင်းပြခဲ့ပြီးဒီတိုက်ခိုက်မှုအတွက်လက်တုံ့ပြန်ဖို့အမေရိကန်မှာရည်ရွယ်ချက်မရှိဘူးလို့ပြောခဲ့ပါတယ်။အီရန်ကဒီလိုလုပ်ခဲ့တာအလွန်ရှင်းလင်းတဲ့အကြောင်းပြချက်တစ်ခုရှိပါတယ်။သူတို့ကပြည်ရင်းပြည်သူတွေကိုကျေနပ်အောင်လုပ်ချင်တာပါ။ဒါအပြင်ဒါကသူတို့ကိုအချိန်ပိုပေးပြီးအီရန်တွင်အာဏာကိုထိန်းချုပ်နိုင်စွမ်းပိုရှိစေပါတယ်။ခါမနီတို့အရေးကြီးဆုံးကအစိုးရရဲ့တည်မြဲရေးပဲဖြစ်ပြီးဒီတိုက်ခိုက်မှုကဒါကိုရစေခဲ့ပါတယ်။အီရန်ကနျူကလ িয়ার စခန်းတွေဆုံးရှုံးခဲ့ပြီးပါပြီ။ဒါအတွက်စစ်ပွဲတွေဝင်နေရင်ဘာမှအတိတ်ပဲရှိတော့မှာမဟုတ်ပါဘူး။ဒါအပြင်သူတို့စစ်ပွဲဝင်ရင်အီရန်မှာအာဏာဆုံးရှုံးနိုင်ခြေရှိပါတယ်
ဒါကသူတို့စွန့်စားကျင်တာမဟုတ်ပါဘူးဒါကြောင့်ဒါကသူတို့အတွက်လွတ်မြောက်ရာလမ်းပါပဲသမ္မတထရန့်ခုနကထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီးစဉ်းစားကြည့်ပါအီရန်အစိုးရကအင်တာနက်ကိုထိန်းချုပ်ထားပါတယ်ဒါတွေကအကြီးအကျယ်စဉ်းစားလုပ်ထားပြီးသားပါဒါအပြင်သူတို့ကအချိန်မရွေးပိတ်ပစ်နိုင်ပါတယ်ဒါကြောင့်အင်တာနက်မှာပြန့်နှံ့နေတဲ့သတင်းလက်အချို့ကိုလူတွေမမြင်စေချင်ရင်သူတို့ပိတ်ပစ်နိုင်ပါတယ်သူတို့ကနိုင်ငံပိုင်ရုပ်သံ IRGC ကိုထိန်းချုပ်ထားပါတယ်ဒါကြောင့်အစ္စရေးကနိုင်ငံပိုင်ရုပ်သံအဆောက်အုံကိုတိုက်ခိုက်ခဲ့တာပါအီရန်ရဲ့နိုင်ငံပိုင်ရုပ်သံတွေဟာအစိုးရနဲ့ IRGC ရဲ့လက်နက်လိုပါပဲအကြမ်းဖက်မှုတွေကိုလှုံ့ဆော်ပြီးအစိုးရလိုချင်တဲ့သတင်းစကားတွေကိုပဲဖြန့်ဝေနေစေပါအီရန်ပြည်သူတွေအင်တာနက်သုံးစွဲနိုင်ပေမဲ့လည်းသမ္မတထရန့်ရဲ့ Twitter post တွေကိုမြင်ရမှာမဟုတ်ပါဘူးသူတို့မြင်ရတာကအီရန်အစိုးရကပြည်သူတွေကိုပေးပို့တဲ့ message တွေပဲဖြစ်ပါတယ်မကြသေးမီကအီရန်အစ္စလာမစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ IRGC ကကာတာမှာရှိတဲ့ American စစ်စခန်းဖြစ်တဲ့ El Udeid ကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ခဲ့တယ်လို့ကြေညာခဲ့ပါတယ်သူတို့ကဒါဟာ American ပြည်ထောင်စုရဲ့ရာဇဝတ်မှုကျူးလွန်တဲ့အစိုးရကအီရန်ရဲ့ငြိမ်းချမ်းတဲ့နျူကလ িয়ার စခန်းတွေကိုစစ်ရေးကျူးကျော်ပြီးနိုင်ငံတကာဥပဒေကိုချိုးဖောက်တာကြောင့်တုံ့ပြန်တာပါလို့ပြောခဲ့ပါတယ်ဒီစခန်းဟာ American လက်တပ်ရဲ့ဌာနချုပ်အဖြစ်နဲ့ American နဲ့အကြီးဆုံးမဟာဗျူဟာမြောက်ပိုင်ဆိုင်မှုဖြစ်တယ်လို့အီရန်ဘက်ကဆိုပါတယ်အီရန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ဒီလောက်ရကအိမ်ဖြူတော်ကိုရှင်းလင်းပြသတဲ့သတင်းစကားတစ်ခုပေးခဲ့တယ်လို့လည်းပြောကြားခဲ့ပါတယ်ဒါတွေအားလုံးနားလည်မှုလွဲတာတွေပြေလည်ပြီးငြိမ်းချမ်းရေးဆွေးနွေးပွဲတွေစီဦးတည်သွားဖို့အလားအလာများပါတယ်။ American စစ်တပ်ပြိုလဲတော့မယ်။အီရန်နျူကလ িয়ার စခန်းတွေကိုအကြီးအကျယ်မပြတ်စည်းပဲဖျက်ဆီးဖို့ American မှာစွမ်းရည်မရှိဘူးလို့ပြောခဲ့သူတွေအားလုံးမှားခဲ့ကြပါတယ်။အီရန်ကိုတိုက်ခိုက်ရင် American ထောင်ပေါင်းများစွာတေဆုံးလိမ့်မယ်လို့ခန့်မှန်းခဲ့ပြီးအီရန်အစိုးရရဲ့လက်တုံ့ပြန်မှုကကမ္ဘာစီးပွားရေးကိုပြိုလဲစေပြီးဓာတ်ဆီဈေးနှုန်းဒေါ်လာ30ထိမြင့်တက်သွားလိမ့်မယ်လို့ခန့်မှန်းပြောဆိုခဲ့ကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ရေနံဈေးနှုန်းတွေကနှစ်အစကထက်နှိမ့်နေပါတယ်။ဘာမှလည်းမဖြစ်ခဲ့ပါဘူး။ American တွေအသက်မဆုံးရှုံးခဲ့ပါဘူး။ American နိုင်ငံသားဘယ်သူမှတန်ရာမရခဲ့ပါဘူး။စခန်းတွေလည်းကောင်းကောင်းမွန်မွန်ပါပဲ။ဘာပျက်စီးမှုမှမရှိခဲ့ပါဘူး။အီရန်ရဲ့လက်တုံ့ပြန်မှုကိုဖျက်ချဖို့အတွက်ငွေကုန်ခဲ့တာကာတာတွေပါ။အခုတော့ American သေးပါစေလို့ခေါ်နေတဲ့အီရန်ဆိုရမှာနျူကလ িয়ার လက်နက်မရှိတော့သလိုဒီနှစ်အစောပိုင်းကထက်အများကြီးအားနည်းတဲ့အနေအထားမှာရှိနေပါပြီ။ရှင်းရှင်းလင်းလင်းပြောရရင်ဒါကဖြစ်နိုင်ခြေအကောင်းဆုံးအခြေအနေပါပဲဒါပေမဲ့သတိထားရမှာတစ်ခုရှိပါတယ်အီရန်မှာကျွယ်ဝပြီးသားယူရေနီယံတွေရှိနေပါသေးတယ်ကုလသမဂ္ဂနျူကလ িয়ার လက်နက်မပြန့်ပွားရေးသဘောတူညီချက်အရအီရန်က400%ထိယူရေနီယံကိုကျွယ်ဝခွင့်ရှိပါတယ်ဒါကနျူကလ িয়ার စွမ်းရည်အတွက်အရက်ပတ်သုံးအတွက်လိုအပ်တာပါအများဆုံး900%ပါဒါပေမဲ့အီရန်ကယူရေနီယံကို60%ထိကျွယ်ဝခဲ့ပါတယ်သူတို့ခွင့်ပြုထားတာထက်အများကြီးပိုများပါတယ်။ဒါပေမဲ့ခင်မီနျူကလ িয়ার လက်နက်တွေအတွက်90%လောက်ထိကျွယ်ဝဖို့လိုအပ်ပါသေးတယ်။ဒါကြောင့်သူတို့ကနျူကလ িয়ার လက်နက်နဲ့ဝေးကွာနေပါသေးတယ်။ဒါပေမဲ့ဒါကသေချာပေါက်စိုးရိမ်စရာပါပဲ။သူတို့ကအဲ့ဒီအထိရောက်နိုင်ပါသေးတယ်။ကံကောင်းတာနဲ့ပဲ Natanz နဲ့ Fordo တို့မှာ American တွေတိုက်ခိုက်ခဲ့တဲ့နျူကလ িয়ার စစ်စခန်းအားလုံးကယူရေနီယံတန့်စင်ထပ်တွေကိုဖျက်ဆီးခဲ့ပါတယ်။ဒါကြောင့်သူတို့ဓာတ်တွေကိုပြန်တိဆောက်ဖို့အချိန်နည်းနည်းကြာပါလိမ့်မယ်။ဒါပေမဲ့သူတို့မှာ60%ကျွဲဝါထားတဲ့ယူရေနီယံပေါင်900 400ကီလိုဂရမ်လောက်ကျန်နေပါသေးတယ်။ဒါကစိုးရိမ်စရာပါပဲ။ဒါကြောင့်ဒါကဆွေးနွေးပွဲမှာဆွေးနွေးရမယ့်ကိစ္စတစ်ခုဖြစ်ပြီးအီရန်ကဘာလုပ်မလဲဘယ်လိုသုံးမလဲဆိုတာရှာဖွေရမှာပါ။ဒါကထင်ကြေးသက်မဟုတ်ပါဘူး။အီရန်မှာဒီနျူကလ িয়ার တူလောင်မှုရှိတယ်ဆိုတာဒုတိယသမ္မတ JD Vance ကအတည်ပြုခဲ့ပါတယ်။တမိုင်းတစ်လျှောက်မှာအီရန်ဟာနျူကလ িয়ার ဆွေးနွေးပွဲတွေမှာဘယ်တော့မှပွင့်ပွင့်လင်းလင်းမရှိခဲ့ပါဘူး။ဒါဟာနိုင်ငံတကာအတိုင်းဝိုင်းအတွက်စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ကမ္ဘာအတွက်ကံကောင်းတာတစ်ခုကတော့အစ္စရေးဝန်ကြီးချုပ်ကအီရန်ရဲ့ကျွဲဝပြီးသားယူရေနီယံတွေကိုဘယ်မှာသိမ်းသီးထားလဲဆိုတဲ့စိတ်ဝင်စားစရာထောက်လှမ်းရေးအချက်လက်တွေသူတို့စီမှာရှိနေကြောင်းအတည်ပြုခဲ့ပါတယ်။ဒီအချက်ကအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အစ္စရေးအနေနဲ့ဒီသတင်းအချက်လက်တွေကိုအသုံးပြုပြီးသူတို့ရဲ့ထောက်လှမ်းရေးအဖွဲ့တွေဒါမှမဟုတ်ဂျက်လီယူနီကနေတဆင့်အီရန်ရဲ့နျူကလ িয়ার ပစ္စည်းတွေကိုဝင်ရောက်ဖြည့်ရှင်းနိုင်ခြင်းရှိလို့ပါ။ဝန်ကြီးချုပ်ကသူ့ရဲ့ထုတ်ပြန်ချက်မှာဒီအချက်ကိုအလေးနက်ထားပြောဆိုခဲ့ပါတယ်။ခင်ဗျားတို့ကျွယ်ဝပြီးသားယူရေနီယံအကြောင်းမေးခဲ့မယ်ဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအနီးကပ်လိုက်နေပါတယ်။ဒါဟာနျူကလ িয়ার စီစဉ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါ။တခုတည်းသောအစိတ်ပိုင်းတော့မဟုတ်ပေမဲ့အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုပါ။ကျွန်တော်တို့မှာစိတ်ဝင်စားစရာကောင်းတဲ့ထောက်လှမ်းရေးအချက်လက်တွေရှိပါတယ်။ဒါပေမဲ့ခင်ဗျားတို့ကတော့မျှဝေလို့မရသေးပါဘူး။ဒီပြောကြားချက်ကအစ္စရေးအနေနဲ့အီရန်ရဲ့နျူကလ িয়ার လှုပ်ဆောင်မှုတွေကိုအသေးစိတ်သိရှိနေပြီးလိုအပ်ရင်အရေးယူဖို့အသင့်ရှိနေကြောင်းပြသနေပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကရုရှားနဲ့အီရန်တို့မဟာဗျူဟာမြောက်မိတ်ဖက်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတာချင်းဟာနှစ်ပေါင်းများစွာနှက်ဆိုင်လာခဲ့တဲ့ဆက်ဆံရေးကိုတရားဝင်အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့အခုချိန်မှာအစ္စရေးရဲ့စင်ဆက်မပြတ်နဲ့မကြုံစဖူးတိုက်ခိုက်မှုတွေခံနေရတဲ့အီရန်အတွက်ဗလာဒီမာပူတင်နဲ့ရုရှားရဲ့စစ်ရေးအကူအညီပေးနိုင်စွမ်းပေါ်အားလုံးကမျက်စိတောက်ထောက်ကြည့်နေကြပါတယ်။မကြာသေးမီကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကအီရန်ရှုံးနိမ့်ကြောင်းဝန်ခံလိုက်ပြီးဖြစ်ကြောင်းကြေညာခဲ့ပါတယ်။သူရဲ့ထုတ်ပြန်ချက်အရအစ္စရေးနဲ့အီရန်တို့ဟာ6နာရီအတွင်းအပြစ်ခတ်ရပ်စဲဖို့သဘောတူညီခဲ့ကြပြီလို့ဆိုပါတယ်။ထရန့်ရဲ့ပြောကြားချက်မှာတော့ဒီနှစ်နိုင်ငံဟာလက်ရှိစစ်စင်ရေးတွေကို12နာရီအတွင်းအပြီးသတ်မှာဖြစ်ပြီးအဲဒီနောက်မှာတော့စစ်ပွဲကိုတရားဝင်ပြီးဆုံးပြီလို့သတ်မှတ်ကြမယ်လို့ဆိုထားပါတယ်။စတင်တဲ့အနေနဲ့အီရန်ကအပြစ်ခတ်ရပ်စဲမှုကိုစတင်မှာဖြစ်ပြီး12နာရီပြည့်တဲ့အခါအစ္စရေးကဆက်လက်ဆောင်ရွက်မှာပါ။ပြီးရင်24နာရီပြည့်တဲ့အခါမှာတော့ကမ္ဘာတဝန်းလုံးက12ရက်ကြာမြင့်ခဲ့တဲ့ဒီစစ်ပွဲပြီးဆုံးခြင်းကိုတရားဝင်ဂုဏ်ပြုကြမှာပါ။ဒါပေမဲ့ဒီဖြစ်စဉ်မှာစိတ်ဝင်စားစရာကောင်းတဲ့အချက်တစ်ခုရှိပါတယ်။ Trump ရဲ့ဒီကြေညာချက်မလုပ်ခင်တနာရီအလိုမှာဗီဒီယိုတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုထဲမှာအီရန်ကကာတာမှာရှိတဲ့ American စခန်းကိုလက်တုံပြန်တိုက်ခိုက်ခဲ့ခြင်းဟာအားရစရာမရှိဘူးလို့ဖော်ပြထားပါတယ်။ဘာကြောင့်ဒီလိုအားရစရာမရှိတဲ့တိုက်ခိုက်မှုမျိုးကိုလုပ်ခဲ့တာလဲဆိုတဲ့မေးခွန်းထုတ်เสียပါ။အဲ့ဒီဗီဒီယိုကတော့အီရန်ဟာငြိမ်းချမ်းရေးကိုတကယ်လိုလားတာကြောင့်အားနည်းတဲ့တိုက်ခိုက်မှုကိုပဲလုပ်ခဲ့တာဖြစ်ကြောင်းဆိုလိုနေပါတယ်။ဒီနေရာမှာအခြေအနေကိုနားလည်ဖို့အတွက်အရေးကြီးတဲ့အချက်နှစ်ချက်ကိုသတိပြုရပါမယ်။ပထမချက်ကတော့ကာတာမှာရှိတဲ့ El Udo လေတပ်စခန်းဟာအရှေ့လေပိုင်းမှာအမေရိကန်ရဲ့အကြီးဆုံးစစ်စခန်းတစ်ခုဖြစ်တယ်လို့အီရန်နဲ့ကာတာတို့ဟာလည်းတမိုင်းကြောင်းအရာရောလက်ရှိမှာပါဆက်ဆံရေးကောင်းမွန်ကြတဲ့နိုင်ငံတွေဖြစ်တယ်ဆိုတာပါပဲ။ဒါဟာအီရန်အနေနဲ့ကာတာမှာရှိတဲ့အမေရိကန်စခန်းကိုအပြင်းထန်တိုက်ခိုက်ဖို့နိုင်ငံရေးအရတွန်းဆုတ်မှုရှိနိုင်တယ်ဆိုတာကိုပြသနေပါတယ်။ဒုတိယချက်ကတော့အမေရိကန်ကအီရန်နျူကလ িয়ার စခန်းတွေကို B2 ဘုံကျဲလေယာဉ်တွေနဲ့တိုက်ခိုက်တာမလုပ်ခင်ကတည်းကဒီ LOD စခန်းကလေယာဉ်နဲ့ပစ္စည်းအများစုကိုကြိုတင်ရွှေ့ထုတ်ထားခဲ့ပြီးသားဖြစ်တယ်ဆိုတာပါပဲ။ဒါကအီရန်ဘက်ကလုပ်ခဲ့တဲ့တိုက်ခိုက်မှုဟာလက်တွေ့ကျတဲ့ထိခိုက်မှုအနည်းဆုံးဖြစ်အောင်ရည်ရွယ်ပြီးစီစဉ်ထားပုံရတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းဖော်ပြနေပါတယ်။ဒီအချက်တွေအားလုံးကအီရန်ရဲ့လက်တုံ့ပြန်မှုဟာဘာကြောင့်ဒီလောက်အားနည်းခဲ့ရတယ်လဲဆိုတာကိုနျူကလ িয়ার စွမ်းရည်ဆွေးနွေးပွဲတွေစီဦးတည်ဖို့အတွက်ငြိမ်းချမ်းရေးလိုလားတဲ့ခြေလှမ်းတစ်ခုဖြစ်လဲရှုမြင်နိုင်ပါတယ်။ဒီရက်ပိုင်းတွင်အီရန်ကဒုံးကျည်14စင်းပစ်ခဲ့ပါတယ်။ဒီဒုံးကျည်ရေတွက်ကအမေရိကန်ကအီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်ဖို့သုံးခဲ့တဲ့ B2 ဘုံရေတွက်နဲ့တူညီနေတာကိုအီရန်ကရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာပါ။ဒါပေမဲ့ကာတာရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဖြစ်တဲ့ Patriot နဲ့ THAAD တွေကအီရန်ဒုံးကျည်အများစုကိုဖျက်ချနိုင်ခဲ့လို့အမေရိကန်ဒါမှမဟုတ်ကာတာဘက်ကဘယ်သူမှထိခိုက်မှုမရှိခဲ့ပါဘူး။စိတ်ဝင်စားဖို့ကောင်းတာကဗီဒီယိုထဲမှာပြောထားတာကအီရန်ဟာအမေရိကန်စခန်းကိုတိုက်ခိုက်ဖို့ကာတာနဲ့ကြိုတင်ညှိနှိုင်းခဲ့ပြီးအရင်သတိပေးခဲ့တယ်လို့ဆိုပါတယ်။ဒီလိုမျိုးကြိုတင်ညှိနှိုင်းပြီးတိုက်ခိုက်တာကိုအီရန်က2020ပြည့်နှစ်ဗိုလ်ချုပ်ကာဆန်ဆိုလီမာနီတေဆုံးပြီးနောက်အီရတ်မှာရှိတဲ့အမေရိကန်စခန်းကိုတိုက်ခိုက်တုန်းကလည်းလုပ်ခဲ့ဘူးတယ်လို့သိရပါတယ်။ Trump ရဲ့ထုတ်ပြန်ချက်ကတော့နည်းနည်းကတိကောက်ဖြစ်စရာပါ။အီရန်ကကြိုတင်သတိပေးခဲ့တယ်ဆိုတာကိုလူသိရှင်ကြားပြောလိုက်လို့ဝေဖန်မှုတွေရှိခဲ့ပါတယ်။အမေရိကန်ကတော့အီရန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်တုန်းကဘာသတိပေးမှုမှမလုပ်ဘဲလှည့်စားတဲ့နည်းလမ်းတွေကိုသုံးခဲ့တာပါ။ဒါပေမဲ့အီရန်အနေနဲ့ပြည်သူတွေကိုအမေရိကန်ကိုငါတို့ပြစ်ဒဏ်ပေးလိုက်ပြီဆိုတဲ့သတင်းစကားပေးနိုင်ခဲ့တာကြောင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွက်လမ်းပွင့်သွားနိုင်တယ်လို့ယူဆရပါတယ်။အခုချိန်မှာအီရန်မှာ60%ကျွေးဝါထားတဲ့ယူရေနီယံပေါင်900 400 ကီလိုဂရမ်လောက်ကျန်နေသေးတယ်လို့သိရပါတယ်။အမေရိကန်ကအီရန်ရဲ့ centrifuge တွေကိုဖျက်ဆီးနိုင်ခဲ့ပေမဲ့ဒီယူရေနီယံတွေကတော့စိုးရိမ်စရာဖြစ်နေတော့မှာပဲ။အမေရိကန်ဒုတိယသမ္မတ JD Vance ကတော့အီရန်အနေနဲ့ဒီယူရေနီယံတွေကိုလက်နက်အဆင့်ပြောင်းလဲဖို့စွမ်းရည်မရှိတော့ဘူးလို့ပြောပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုကလည်းအီရန်ရဲ့ကျွဲဝပြီးသားယူရေနီယံတွေဘယ်မှာရှိလဲဆိုတာစိတ်ဝင်စားစရာထောက်လှမ်းရေးအချက်လက်တွေရှိတယ်လို့ပြောပါတယ်။ဒီကိစ္စတွေကိုငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာဆွေးနွေးသွားဖွယ်ရှိပါတယ်။ဒီဖြစ်စဉ်မှာအရေးကြီးတဲ့မေးခွန်းတစ်ခုကတော့အမေရိကန်ရဲ့နျူကလ িয়ার စခန်းတွေကိုတိုက်ခိုက်မဲ့အစီအစဉ်လိုမျိုးအိမ်ဖြူတော်ကလူနည်းနည်းလေးပဲသိတဲ့လျှို့ဝှက်ချက်လက်တွေအီရန်စီဘယ်လိုရောက်သွားတာလဲဆိုတာပါပဲ။ Fordo လိုမြေအောက်စခန်းကပစ္စည်းတွေကိုကြိုတင်ရွှေ့ပြောင်းနိုင်ခဲ့တာကအီရန်ဟာအမေရိကန်ရဲ့တိုက်ခိုက်မဲ့အစီအစဉ်ကိုကြိုသိနေကြတာဖြစ်နိုင်တယ်လို့ယူဆရပါတယ်။ဒါကအမေရိကန်အစိုးရရဲ့ထိပ်တန်းအဆင့်မှာတရှိုးရှိနေတာလားဒါမှမဟုတ်အတွင်းလူတအူးကသတင်းပေါက်ကြားစီတာလားဆိုတဲ့တန်တရားတွေကိုဖြစ်စေခဲ့ပါတယ်။နိုင်ငံလုံခြုံရေးအတွက်အရေးကြီးတဲ့ဒီသတင်းအချက်လက်ရိုးစိမ့်မှုဟာအမေရိကန်ရဲ့ထောက်လှမ်းရေးနဲ့လုံခြုံရေးစနစ်ပေါ်ကြီးမားတဲ့မေးခွန်းထုတ်စရာဖြစ်လာခဲ့ပါတယ်။အိမ်ဖြူတော်ကတော့ဒီကိစ္စနဲ့ပတ်သက်ပြီးပြည်ရင်းစုံစမ်းစစ်ဆေးမှုတွေစလုပ်နေပါပြီ။သတင်းအချက်လက်ထိန်းချုပ်မှုစနစ်တွေစောင့်ကြည့်ကင်မရာမှတ်တမ်းတွေဖုန်းနဲ့ digital မှတ်တမ်းတွေဝန်ထမ်းတွေကိုစစ်ဆေးမေးမြန်းတာတွေနဲ့
CIA, NSA, FBI လို့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစုံစမ်းနေပါတယ်။လက်ရှိအခြေအနေအရဆိုရင်အီရန်နဲ့အစ္စရေးတို့ကြားအပြစ်ခတ်ရစဲရေးကိုထရန့်ကကြေညာခဲ့ပေမဲ့အခြေအနေတွေကတင်းမာနေတော့မှာပဲ။အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်တို့ရဲ့ပြောစကားတွေကဒီပဋိပက္ခဟာလွယ်လွယ်နဲ့ပြီးဆုံးမှာမဟုတ်ဘူးဆိုတာပြသနေပါတယ်။နိုင်ငံတကာရဲ့တုံ့ပြန်မှုတွေကလည်းကွဲပြားနေတော့မှာပဲ။အီရန်ရဲ့နျူကလ িয়ার ပစ္စည်းတွေရွှေ့ပြောင်းထားတာနဲ့အမေရိကန်ရဲ့ထောက်လှမ်းရေးသတင်းယိုစိမ့်မှုတွေကလည်းအခြေအနေကိုပိုပြီးရှုပ်ထွေးစေခဲ့ပါတယ်။ဒီအခြေအနေတွေဘယ်လိုဆက်ပြီးတိုးတက်ပြောင်းလဲလာမလဲဆိုတာကိုတော့